မြို့ပြင်ကတအားပေးဆက်ရုံတစ်ခုမှာဝန်ထမ်းတွေကသူတို့လုပ်ဖော်ကိုင်ဖက်တယောက်ရဲ့မွေးနေ့ပွဲကျင်းပနေတော့ရုတ်တရက်လုံခြုံရေးအဝေးကြီးကိရိယာတွေထဲမှာထူးဆန်းတာတစ်ခုကိုတွေ့လိုက်ရပါတယ်။ဓာတ်လေကားလမ်းကြောင်းထဲမှာအရေးတစ်ခုလှုပ်ရှားနေတာကိုအလုသမားတစ်ယောက်ကသွားစစ်ဆေးကြည့်တဲ့အခါရုတ်တရက်ကြီးနားမလည်နိုင်တဲ့တရဝါဆန်းတစ်ကောင်ရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပါတော့တယ်။အဲ့ဒီလူကရုံးခန်းကိုပြန်ဖို့ကြိုးစားပေမဲ့တရဝါတွေအများကြီးကသူ့နောက်ကိုလိုက်လာကြပြီးအဆောက်အုံထဲမှာရှိတဲ့လူတိုင်းကိုစတင်တက်ဖြတ်ပါတော့တယ်။နေချက်ချိန်ရောက်ပြီးနေကိုဖုံးအုပ်လိုက်တဲ့အခါအဲ့ဒီတရဝါတွေဟာကဘာအနှံ့အပြားမှာပေါ်လာပြီးလူပေါင်းတန်းတဲ့ချီကိုတက်ဖြတ်ကမျိုးတွေကိုဖျက်ဆီးခဲ့ကြပါတယ်။သတင်းတွေမှာတော့ဒီဖြစ်ရပ်ကိုတရားစီရင်ရာနေ့အဖြစ်သတ်မှတ်ခဲ့ကြပြီးနေချက်ချိန်တစ်ချိန်လုံးကြာမြင့်မဲ့စစ်ပွဲတစ်ခုအဖြစ်ဒီတရဝါတွေကိုတိုက်ခိုက်ဖို့စစ်သားတွေကိုစေလွှတ်ခဲ့ကြပါတယ်။ဒီတိုက်ပွဲမှာအသက်ပေါင်းတန်းတဲ့ချီနဲ့အရင်းမြစ်အများပြားဆုံးရှုံးခဲ့ရပေမဲ့နောက်ဆုံးမှာတော့တရဝါအားလုံးကိုရှင်းလင်းနိုင်ခဲ့ကြပြီးလူသားတွေဟာပြန်လည်တိစောက်ဖို့စတင်ကြပါတော့တယ်။အဲ့ဒီတရဝါတွေကတနေ့နေ့ပြန်လာခဲ့ရင်အကာအကွယ်ဖြစ်အဝင်အထွက်စစ်ဆေးရေးနေရာကြီးတွေတိစောက်ခဲ့ကြပါတယ်။15နှစ်ကြာပြီးတဲ့နောက်ကဘာကြီးကပုံမှန်တိုင်းပြန်လည်ပတ်နေပါပြီ။ Div ကကုမ္ပဏီတစ်ခုမှာတန်ရှင်းရေးသမားအဖြစ်အလုပ်လုပ်နေပြီးဓာတ်လေကားလမ်းကြောင်းတွေထဲအထိဝင်ပြီးတည်နေတဲ့တိရစ္ဆာန်တွေကိုရှင်းလင်းပေးရပေမဲ့လစာမကောင်းပါဘူး။ဒေတာခန်ကျောင်းမှာလော်ရာကဆရာမအဖြစ်အလုပ်လုပ်နေပြီးလုပ်ဖို့ကိုင်ဖက်ဆရာမီတန်နဲ့ရင်းနှီးခဲ့ကမီတန်ကသူမကိုချိန်တွေးဖို့ခဏခဏခေါ်နေခဲ့တာပါ။လော်ရာကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက Div နဲ့ကွာရှင်းပြတ်ဆဲထားခဲ့ပြီးပြဿနာတချို့ကိုဖြေရှင်းနေတော့မှပဲဒါပေမဲ့ဒီနေ့မှာတော့သူမကမီတန်ရဲ့ဖိတ်ခေါ်မှုကိုနောက်ဆုံးမှလက်ခံလိုက်ပါတော့တယ်။ဒီအချိန်မှာပဲသူမရဲ့သားတိုင်လာကသူ့ရီးစားမက်တီနဲ့တွေ့ဆုံနေပြီးမက်တီကတော့နီးလာနေတဲ့နေချက်ချင်းအကြောင်းကိုစိုးရိမ်နေတာပါ။တိုင်လာကသူမကိုစိုးရိမ်စရာဘာမှမရှိဘူးလို့ပြောပြပါတယ်။ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့15နှစ်အတွင်းနေချက်တာတွေအများကြီးရှိခဲ့ပေမဲ့ဘာမှမဖြစ်ခဲ့လို့ပါပဲ။ဒီအချိန်မှာပဲအရာရှိကရက်ကိုစစ်ဆေးရေးနေရာတစ်ခုကဝန်ထမ်းတွေကဖုန်းဆက်ခေါ်လိုက်ပြီးပြင်းထန်တဲ့မြင်းကလေးလှုပ်ရှားမှုတွေကိုအတည်ပြုခဲ့ပြီးဖြစ်လို့ထိန်းချုပ်ဖို့ခွင့်ပြုချက်ရပြီဖြစ်ကြောင်းသူတို့စီလာဖို့ပြောပါတယ်။ဂရက်ကစစ်ဆေးရေးနေရာကိုရောက်တဲ့အခါဒီတစ်ခါတော့အစမ်းလေ့ကျင့်မှုမဟုတ်တော့ဘူးဆိုတာကိုခန်းစားမိလိုက်ပါတယ်။သူကစနစ်အလုံးကိုစစ်ဆေးကြည့်တဲ့အခါဓာတ်အားပေးတစ်တာတစ်ခုပောက်ကွဲသွားပြီးဓာတ်အားစနစ်တစ်ခုလုံးပျက်စီးသွားစေခဲ့ပါတယ်။မြို့ထဲမှာတော့ Div ကတိုင်လာကိုလော်ယာရဲ့အိမ်မှာတွားကြိုပြီးကောင်လေးကရုပ်တံကစားနည်းတွေကစားနေတော့မိဘတွေကတော့စကားများရန်ဖြစ်ကြပါတော့တယ်။အဲ့ဒါကလွန်ခဲ့တဲ့ဘေးအန္တရာယ်တုန်းကလော်ရာကတိုင်လာကိုကိုဝင်ရှိနေတော့ Div ကသူမဘေးမှာရှိမနေခဲ့လို့သူမကသူ့ကိုအခုထိခွင့်မလွတ်သေးဘူးဆိုတာပါပဲ။တိုင်လာကသူတို့ကိုဖျက်ပြောလိုက်ပြီးသူ့အဖေနဲ့အတူထွက်သွားပါတော့တယ်။နောက်ပိုင်းညတစ်ခေါက်မှာ Div စီကိုတက်ဦးလေးစီကနေဖုံးဝင်လာပြီးတက်ဦးလေးကမနှက်ဖြန်ဟာတရားစီရင်ရာနေ့တစ်ဖြစ်မယ်လို့ယုံကြည်နေကနေချက်ချင်းမစတင်ခင် Div ကိုသူ့မိသားစုကိုသူ့ရဲ့ခိုးလုံရာကိုခေါ်လာဖို့ဖိတ်ခေါ်ခဲ့ပါတယ်။တိုင်လာကသတင်းကြည့်နေတော့ကမ်းခြေအနှံ့ပြားမှာတည်နေတဲ့ငါးပေါင်းတန်းနဲ့ချီပေါ်လာတာကိုတွေးလိုက်ရလို့စိတ်နှောက်ယှက်ဖြစ်မိပါတယ်။ဒါကတော့လွန်ခဲ့တဲ့15နှစ်ကမြင်ခဲ့ရတဲ့လက္ခဏာတွေကတစ်ခုပါပဲ။အဲ့ဒီအချိန်မှာပဲပထမဆုံးတရဝါတကောင်ကစစ်ဆေးရေးနေရာနားမှာပေါ်လာပြီးလှေကားပေါ်ကိုတိတ်တိတ်လေးတက်လာနေပါတယ်။တစ်ချိန်တည်းမှာပဲလော်ရာက Div ကိုဖုန်းဆက်ပြီးသူမသတင်းကိုမြင်ခဲ့ရပြီဖြစ်ကြောင်းနဲ့မီတန်ကခိုးလုံရတစ်ခုကိုကြိုတင်မှယူထားလို့တိုင်လာကိုအိမ်ပြန်လာစေချင်ကြောင်းပြောပါတယ်။ Div ကတိုင်လာကိုသူ့နဲ့အတူနေစေချင်ပြီးစကားများရန်ဖြစ်ကြတော့တိုင်လာကစာတိုးတစ်စောင်ရလိုက်ပြီးအိမ်ကနေတိတ်တိတ်လေးထွက်သွားစေခဲ့ပါတယ်။ Div ကနောက်ဆုံးမှာတိုင်လာကိုတွားရှာတဲ့အခါသူ့ခန်းထဲမှာမက်တီရဲ့ဖုန်းနံပါတ်ပါတဲ့စာတရွက်ကိုပဲတွေ့လိုက်ရပါတယ်။မီတန်ကလော်ရာကိုခဏခဏအလင်းလိုနေပါတယ်ဘာလို့လဲဆိုတော့ခိုးလုံရကလူတွေနဲ့ပြည့်နေပြီဖြစ်လို့သူတို့မြန်မြန်သွားရမယ်လို့ပြောတာပါ။လော်ရာကတိုင်လာထွက်သွားပြီဖြစ်ကြောင်းရှင်းပြတဲ့အခါမီတန်ကကောင်လေးရဲ့ဖုန်းနံပါတ်ကိုသုံးပြီးအထူးကွန်ပျူတာအစီအစဉ်နဲ့ဒီနေရာကိုခြေရာခံလိုက်ကဘီတက်ဖက်နက်စီကစားကွင်းမှာသူ့ကိုတွေ့လိုက်ရပါတော့တယ်။အဲ့ဒါကတော့တိုင်လာကအဲ့ဒီမှာမက်တီနဲ့အတူရှိနေတာဖြစ်ပြီးမက်တီကတော့သူ့မိဘတွေထွက်သွားခဲ့လို့အရန်ကိုစိုးရိမ်ပူပန်ပြီးကြောက်လန့်နေတာပါ။တိုင်လာကသူမကိုသူကသူ့အဖေလိုမဟုတ်ကြောင်းနဲ့ဘယ်တော့မှတယောက်တည်းထားခဲ့မှာမဟုတ်ဘူးလို့ကတိပေးခဲ့ပါတယ်။ရုတ်တရက်ကျေလောင်တဲ့အော်တန်တစ်ခုကြားလိုက်ရပြီးကောင်းကင်မှာငှက်အုပ်ကြီးတွေပေါ်လာကြကဒါကတော့တရားစီရင်ခြင်းရဲ့နောက်ထပ်လက္ခဏာတစ်ခုပါပဲ။တန်းကြံတွေကလူတွေထိတ်လန့်တကြားထွက်ပြေးကြပြီးမကြခင်မှာပဲမြို့ကနေထွက်ခွာဖို့ကြိုးစားနေကြတဲ့မိသားစုတွေနဲ့လမ်းတွေကပြည့်နေသွားတော့တယ်။ Div ကအေယာမကားပိတ်ဆို့မှုကြီးထဲမှာပိတ်မိနေပေမဲ့ငှက်တွေပြန်တန်းသွားတာကိုတွေ့လိုက်ရတဲ့အခါကားကိုထားခဲ့ပြီးခြေလင်မဲရှာဖွေတာကိုဆက်လုပ်ခဲ့ပါတယ်။စစ်ဆေးရေးနေရာမှာတော့အလုသမားတွေကစနစ်တွေကိုစစ်ဆေးနေတော့ထူးဆန်းတဲ့အတန်တချို့ကိုကြားလိုက်ရပါတယ်။တရဝါတကောင်ရုတ်တရက်ပေါ်လာပြီးအမျိုးသားတစ်ယောက်ကိုစတင်တိုက်ခိုက်ပါတော့တယ်။ဂရက်ကထွက်ပြေးသွားပြီးကျန်တဲ့စစ်သားတွေကတော့ပြစ်ခတ်ခဲ့ကြပေမဲ့တာမန်ကြီးစံတွေကအဲ့ဒီတရဝါကိုဒဏ်ရာမရစေခဲ့ဘူးလို့ထင်ရပါတယ်။ခဏအကြာမှာတော့ Div ကနောက်ဆုံးမှာတိုင်လာနဲ့မက်တီကိုအရေးပေါ်အိုတန်တွေမြို့တစ်မြို့လုံးပြန့်နှံ့မလာခင်လေးမှာတွေ့လိုက်ရပါတယ်။ကံကောင်းစွာနဲ့ပဲလော်ယာကမီတန်နဲ့အတူရောက်လာပြီးသူတို့၃ယောက်လုံးကိုမီတန်ရဲ့ကားနဲ့ခေါ်သွားကြပါတယ်။နေချက်ဖို့တနားရီလောက်ပဲလိုတော့ပြီးမြို့ကြီးကတော့လုံးဝကိုရှုပ်ထွေးနေပါတော့တယ်။လူတွေကထွက်ပြေးဖို့စူးစမ်းနေကြလို့လမ်းတိုင်းမှာကားတွေပိတ်ဆို့နေပါတယ်။မိသားစုကခဏတာပိတ်မိနေတော့မျက်နှာတွေကိုဆေးချထားပြီးကဘာပြတ်တော့မယ်လို့ယုံကြည်ချက်တွေနဲ့ရင်မောင်းသူတွေကိုခြောက်လန့်နေတဲ့ဘာသာရေးအစွန်းရောက်တွေကိုကားတွေနားမှာရှောက်သွားနေတာတွေ့လိုက်ရပါတယ်။မီတန်ကနောက်ဆုံးမှာလမ်းပွင့်သွားတာကိုတွေ့လိုက်ရတဲ့အခါသူအတက်နိုင်ဆုံးမြန်မြန်မောင်းပြီးမိသားစုကိုခိုးလုံရကိုရောက်အောင်ပို့ဆောင်နိုင်ခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲဒီနေရာမှာလည်းရှုပ်ထွေးနေပြီးလူများကြီးကအတွင်းထဲဝင်ခွင့်ရဖို့တောင်းပန်နေကြတော့စစ်တပ်ကတော့အမျိုးသမီးနဲ့ကလေးတွေကိုပဲခွင့်ပြုတယ်လို့ပြောနေပါတယ်။ Div ကတိုင်လာကိုလော်ရာနဲ့မက်တီတို့နဲ့အတူခိုးလုံရတဲ့ကိုဝင်ဖို့ပြောပေမဲ့အတွင်းထဲဝင်ပြီးတဲ့နောက်တိုင်လာကနောက်တရသွားပြီးသူ့ကိုဘယ်တော့မှထားခဲ့မှာမဟုတ်ဘူးလို့ပြောရင်းသူ့ဖေစီပြန်ပြေးလာခဲ့ပါတယ်။အမျိုးသမီးတွေကသူ့နောက်ကိုလိုက်ထွက်လာပြီးအဲ့ဒီအချိန်မှာပဲခိုးလုံရကအပြေးအဝပြေးသွားပြီးဖြစ်ကြောင်းအတိပေးချက်ထွက်ပေါ်လာပါတယ်။အဖွဲ့ကကားစီကိုအပြေးလွှားပြန်လာကြပြီးဘလို့ဆက်လုပ်ကြမလဲဆိုတာကိုဆွေးနွေးကြပါတယ်။ Div ကတဲကန်နာရတဲ့ကတက်ရဲ့ပုံအောင်ရာကိုတွားချင်ပေမဲ့မီတန်ကတော့ကျောင်းကပိုးနီးပြီးမြေအောက်ခန်းလဲရှိလို့ကျောင်းမှာပုံဖို့အကြံပြုပါတယ်။သူတို့မကြခင်မှာပဲနောက်ထပ်ကားပိတ်ဆို့မှုတစ်ခုမှာပိတ်မိသွားကြပြီးမြင်းကလေးလောက်ကနေချက်ချင်းစတင်တဲ့အခါကားထဲကနေဆင်းလိုက်ကြရပါတော့တယ်။ကဘာကြီးမောင်မိုက်ထဲကြားရောက်သွားတာနဲ့အမျှတရဝါတွေကအပြင်ထွက်ပြီးတိုက်ခိုက်ဖို့စတင်ကြပါတော့တယ်။သူတို့ကချက်ချင်းပဲမြို့ကိုတိမ့်ပိုက်လိုက်ပြီးလွန်ခဲ့တဲ့15နှစ်ကဖြစ်ခဲ့တယ်လို့ပဲတနာညာတာမှုမရှိပဲတက်ဖြတ်ပါတော့တယ်။ Div ကမြို့ကနေထွက်သွားတဲ့နယ်လို့အခိုင်အမာပြောပြီးကားမောင်းချင်တယ်ဒါပေမဲ့မီတန်ကဒါကသူ့ကားဖြစ်ပြီးလူတိုင်းကိုဘလို့ကဲတင်ရမလဲဆိုတာသူသိတယ်လို့ပြောရင်းဒေါသထွက်သွားပါတယ်။
စကားများရန်ဖြစ်ကြပြီးလက်သီးတွေလေထဲဝဲပြန်ကုန်ပေမဲ့ပြန်တန်းနေတဲ့တရဝါတကောင်ကခုန်ဆင်းလာပြီးမီတန်ကိုခေါ်ဆောင်သွားတဲ့အခါအဲ့ဒီရန်ပွဲကပြတ်တောက်သွားပါတယ်။လော်ရာကအော်ဟစ်နေတော့ဒေ့ဗ်ကသူမကိုကားထဲထိုးထည့်လိုက်ပြီးသူ့မိသားစုကိုမြို့ထဲကနေနောက်ဆုံးမှခေါ်ထုတ်နိုင်ဖို့ကားမောင်းတာဝန်ယူလိုက်ပါတယ်။သူတို့တူးမြောင်းပေးကနေမောင်းသွားနေတော့တရဝါတွေရဲ့မူလစစ်မြစ်အကြောင်းကိုဆွေးနွေးကြပြီးဖျားသခင်ကဆေးလွတ်လိုက်တာလားမဟုတ်လားဆိုတာကိုတွေးတောနေကြပါတယ်။နောက်ဆုံးမှာတော့ကားကစီပြတ်တော့မလို့ဖြစ်လာပြီးဒေ့ဗ်ကအစားထိုးကားတစ်စီးရှာချင်နေပါတယ်။သူကစွန့်ပစ်ထားတဲ့ကားအများကြီးနားမှာကားရက်လိုက်ပြီးအတွင်းထဲကိုစစ်ဆေးကြည့်တဲ့အခါကားတွေထဲမှာအလောင်းတွေကိုတွေ့လိုက်ရပါတယ်။သူနောက်ဆုံးမှာကားလို့တစ်စီးတွေ့လိုက်တဲ့အခါကားထဲဝင်လိုက်တော့နောက်ခန်းမှာပုံနေတဲ့ရင်မောင်းသူကအနီးနားမှာတရဝါတကောင်ရှိကြောင်းပြောပြရင်သူ့ကိုဆွဲချလိုက်ပါတယ်။အဲ့ဒီတရဝါကကားတွေနားမှာနောက်ထပ်သားကောင်တွေရှာဖွေနေပြီးလူနှစ်ယောက်နားကဖြတ်သွားတဲ့အခါကျေးဇူးတင်စွာနဲ့ပဲသူတို့ကိုမတွေ့ဘဲဆက်သွားနေပါတယ်။အဲ့ဒီနောက်တရဝါကအလောင်းတစ်လောင်းကိုတွေ့သွားပြီးစတင်စားတောက်ပါတော့တယ်။ဒါကြောင့်အရန်ကိုတတိထားပြီးတိတ်တိတ်လေးဒေ့ဗ်ကကားကိုလော်ရာနဲ့ကလေးတွေစီပြန်မောင်းသွားပါတော့တယ်။အခုတော့ကားနှစ်စီးကဘေးချင်းရှင်ရက်နေပြီဖြစ်လို့လော်ရာနဲ့ကလေးတွေကကားတစ်စီးကနေနောက်တစ်စီးစီကူးဖို့ကြိုးစားကြပါတယ်။သူတို့အရန်ကိုတိတ်ဆိတ်စွာလှုပ်ဆောင်ကြပေမဲ့တရဝါကသူတို့ကိုတတိပြုမိသွားပြီးသူတို့နောက်ကိုလိုက်လာပါတော့တယ်။အဲ့ဒီလူကြီးကကားထဲကနေထွက်လာပြီးတရဝါကိုစားရီဖြူပတ်လိုက်ပေမဲ့ဒါကတရဝါကိုခဏတာပဲရက်တက်စေပြီးအဲ့ဒီနောက်လူကြီးပေါ်ကိုခုန်ချလိုက်ကသူ့ကိုစတင်စားတောက်ပါတော့တယ်။မိသားစုကဒီအာယုံပြတ်မှုကိုအခွင့်ကောင်းယူပြီးအဲ့ဒီနေရာကနေနောက်ဆုံးမှာကားမောင်းထွက်သွားကြကဘေးပတ်ဝန်းကျင်ကတရဝါအုပ်စုကြီးတွေမြို့ထဲကိုအလုံးရင်းနဲ့ဝင်ရောက်နေတော့တောင်ပေါ်ကစွန့်ပစ်ထားတဲ့လမ်းကိုမောင်းနှင်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့တက်ရဲ့ပုံအောင်ရကိုရောက်သွားကြပြီးအဲ့ဒါကအမှန်တကယ်ကိုကွန်ကရစ်မြေအောက်ခံတက်တစ်ခုပါ။တကားတွေကပိတ်ထားပြီးခေါင်းမိုးပေါ်မှာအဝေးကြီးကရိယာတွေလည်းရှိနေပေမဲ့မိသားစုကအော်ဟစ်ပြီးတကားကိုထုကအတွင်းထဲဝင်ခွင့်ပြုဖို့တောင်းပန်နေကြတော့ဘယ်သူမှထွက်မလာခဲ့ပါဘူး။သူတို့မသိတာကတော့တက်ကသူ့ကွန်ပျူတာမှာထိုင်ပြီးအဝေးကြီးကရိယာတွေကနေသူတို့ကိုကြည့်နေတော့တယောက်ကသူ့ခေါင်းကိုတနက်နဲ့ချိန်ထားတာပါပဲ။အဲ့ဒီအချိန်မှာပဲတောင်တွေပေါ်မှာတရဝါအုပ်စုကြီးတစ်ခုပေါ်လာပြီးခိုးလုံးရစီကိုအပြေးလွှားလာနေပါတော့တယ်။မိသားစုကထိတ်လန့်နေတော့ဒေ့ဗ်ကသူ့ချစ်ရသူတွေကိုကာကွယ်ဖို့ကားပြီးဖြုတ်တဲ့တချောင်းကိုဆွဲယူလိုက်ပေမဲ့အဲ့ဒီနောက်မြေအောက်ခံတက်ရဲ့တကားကနောက်ဆုံးမှပွင့်လာပြီးသူတို့အတွင်းထဲကိုပြေးဝင်လိုက်ကြပါတော့တယ်။မိသားစုကတက်နဲ့သူ့ဇနီးစတယ်လာတို့နဲ့တွေ့ဆုံကြပေမဲ့သူတို့ကာရက်ကိုတွေးလိုက်ရလို့လည်းအံ့ဩသွားကြပါတယ်။ထင်ရတာကသူ့အဖေကတက်နဲ့စစ်မှုထမ်းဖော်ဟောင်းတွေဖြစ်ခဲ့ပြီးသူကသူ့တက်ခွဲနဲ့ကွဲသွားခဲ့လို့အကူအညီတောင်းဖို့ဒီကိုရောက်လာတာပါ။ဒေ့ဗ်ကကာရက်စီမှာတနက်ရှိတာကိုသတိပြုမိသွားပြီးအဲ့ဒါကသူ့ကိုတန်တရားဝင်သွားစေခဲ့ပါတယ်။အဲ့ဒီနောက်အဖွဲ့ကအတူတူထမင်းစားကြပေမဲ့ပြကွက်တွေပေါ်မှာတရဝါတွေကတကားကိုဘလို့ရိုက်ချိုးဖို့စူးစမ်းနေကြလဲဆိုတာကိုသတိထားမိကြလို့လူတိုင်းကိုစိုးရိမ်ပူပန်စေခဲ့ပါတယ်။ကျိုးမဲ့ဆက်သွယ်ရေးကိုတုံးတာလဲအတုံးမဝင်ပါဘူး။ဘာလို့လဲဆိုတော့သူတို့ကအော်ဟစ်တန်တွေပဲကြားရလို့ပါပဲ။မက်ဒီကတရဝါတွေကသူတို့ကိုဘလို့တိကျလဲလို့မေးတဲ့အခါဂါရက်ကတော့သူတို့ကအလင်းနဲ့အပူကိုတုံ့ပြန်တက်ကြောင်းရှင်းပြပြီးသူတို့လူတွေရဲ့ဝိညာဉ်တွေကိုမြင်နေတာလားလို့တွေးနေခဲ့ပါတယ်။သူကပထမဆုံးတရားစီရင်ရာနေ့ကိုဘလို့ရှင်းတန်းခဲ့လဲဆိုတာကိုလည်းပုံမြင်တစ်ပုဒ်ပြောပြခဲ့ပါတယ်။အဲ့ဒီတုန်းကတော့သူကရေနံချက်စက်ရုံတစ်ခုမှာအလုပ်လုပ်ခဲ့ပြီးတရဝါတွေအဲ့ဒီထဲဝင်ရောက်လာတဲ့အခါသူကစားရည်ရှုံကန်တစ်ခုတည်းကိုမုတ်ဆင်းနိုင်ခဲ့ပါတယ်။သူကသူ့ကိုသူမြုပ်ထားခဲ့ပြီးတရဝါတွေကသူ့လုပ်ဖို့ကင်ဘက်တွေနဲ့တငယ်ချင်းအားလုံးကိုတက်ဖြတ်နေတာကိုနားထောင်နေခဲ့ရပါတယ်။ဂါရက်ကပုံမြင်ပြောနေရင်အာယုံပြောင်းနေတော့တက်ကဒေ့ဗ်ကိုဓာတ်တစ်ချောင်းယူပြီးဖွက်ထားဖို့အချက်ပြလိုက်တဲ့အပြင်မှာတော့ပြတင်းပေါက်ကိုဖုံးထားတဲ့စကားတွေကအပေါက်ငယ်လေးတစ်ခုတည်းကိုပိုးနှစ်တန်ကောင်နဲ့တူတဲ့တရဝါတစ်ကောင်တော်ဝင်ရောက်နေတာကိုတော့သူတို့မသိခဲ့ကြပါဘူး။အဲ့ဒီနောက်ဂါရက်ကသူအရင်ဆုံးစောင့်ကြည့်တာဝန်ယူမယ်လို့ကြေညာတော့တက်ကကြံတဲ့သူတွေကိုမအိပ်ပဲအတူတူကတ်ထိုးဖို့ဖိတ်ခေါ်ရင်းဒေ့ဗ်ကိုအတိတ်ပဲပါကြည့်နေပါတယ်။ဒါပေမဲ့ဂါရက်ကအဲ့ဒီအမူအရာကိုသတိထားမိသွားပြီးသူ့တနက်ကိုအိတ်ထဲကနေဆွဲထုတ်လိုက်ကတက်ကသူ့ကိုဒီမှာနေဖို့ခွင့်ပြုဖို့စန့်ကျင်ခဲ့ကြောင်းရှင်းပြရင်းဒေ့ဗ်ကိုဓာတ်ချထားဖို့အတင်းအကျပ်လုပ်ခိုင်းလိုက်ပါတယ်။စတယ်လာကသာသူ့ကိုတနာခဲ့တာပါ။သူကပထမတစ်ချိန်လုံးကရှင်တန်ခဲ့ပြီးဘလောက်ပဲကုန်ကြပါစေနောက်တစ်ချိန်ထပ်မံရှင်တန်ဖို့ဆုံးဖြတ်ထားသူပါ။ရုတ်တရက်တိုင်လာကဂါရက်ပေါ်ကိုပြေးဝင်လုံးပြီးတနက်ကိုလူဖို့ကြိုးစားပေမဲ့ဂါရက်ကသူ့ကိုတွန်းထုတ်လိုက်ရုံပါပဲ။စကားများရန်ဖြစ်ကြပေမဲ့မက်ဒီကတရဝါတွေရဲ့အတန်ကိုသူတို့မကြားရတော့ကြောင်းထောက်ပြရင်းသူတို့ကိုဖျက်ပြောလိုက်ပါတယ်။အဲ့ဒီနောက်ပိုးနှစ်တန်ကောင်နဲ့တူတဲ့တရဝါကနေရန်ထဲကနေခုန်ထွက်လာပြီးစတယ်လာကိုကိုက်လိုက်ပါတော့တယ်။တက်ကသူ့စနီးရဲ့လေဘင်းကနေအဲ့ဒီတရဝါကိုဆွဲဖြုတ်ပြီးစားရီလောက်ထည့်နေတော့ဒေ့ဗ်ကဂါရက်ကိုထိုးပြီးသူ့တနက်ကိုယူလိုက်ကအဲ့ဒီတရဝါကိုပစ်ဖို့ကြိုးစားပါတယ်။အဲ့ဒီတရဝါငယ်လေးကကြီးစံအားလုံးကိုရှောင်တိန်လိုက်ပေမဲ့မက်ဒီကဓာတ်နဲ့တတ်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ကဂါရက်ကိုချီနှောင်လိုက်ပြီးစတယ်လာရဲ့တွေးထွက်တာကိုရက်တက်အောင်ကြိုးစားကြပေမဲ့သူတို့ကတင့်တော်တဲ့စေကူတမှုလိုအပ်နေပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့ကပြကွက်ပေါ်မှာအေယာမတတဝါကြီးတစ်ကောင်ကရှေ့တကားကိုထက်ခါတလဲလဲရိုက်ခတ်နေပြီးအတွင်းထဲဝင်ဖို့ကြိုးစားနေတာကိုတွေ့လိုက်ရပါတယ်။ဒေ့ဗ်ကသူတို့ထွက်သွားတဲ့နယ်လို့ပြောပေမဲ့တက်ကသူ့စနီးကအပြင်မှာအသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ပြောရင်းအပြင်ကိုမထွက်ချင်ပါဘူး။စတယ်လာကသူ့ကိုသွားစေချင်ပြီးမြေအောက်ခံတက်အောက်ကတောင်တွေစီကိုဥတီနေတဲ့မြေအောက်လမ်းကြောင်းကိုတတိပေးခဲ့ပါတယ်။ဂါရက်ကသူ့မှာစီအပြည့်ဖြည့်ထားတဲ့ကားတစ်စီးရှိကြောင်းနဲ့လူတိုင်းကိုစစ်ဆေးရေးနေရာစီပို့ပေးနိုင်ကြောင်းပြောပါတယ်။အဖွဲ့ကသူ့ကိုယုံကြည်ရမလားမယုံကြည်ရမလားမသိသေးပဲဂါရက်ကသူတို့ကိုကူညီတာဟာသူ့အတွက်အကျိုးရှိကြောင်းထောက်ပြလိုက်တဲ့အထိပါပဲ။သူတို့ထွက်သွားဖို့ဆုံးဖြတ်လိုက်ကြပေမဲ့အရင်ဆုံးတက်ကသူ့မှာလက်နက်အများကြီးရှိကြောင်းထုတ်ဖော်ပြလိုက်ပြီးလူတိုင်းကကိုလက်နက်တက်ဆင်လိုက်ကြပါတယ်။အဖွဲ့ကဥမင်နဲ့ဝင်နေတော့ဒေ့ဗ်ကရှေ့တကားကိုဖွင့်လိုက်ပြီးပထမဆုံးဝင်လာတဲ့တတဝါကိုဖောက်ခွဲပစ်လိုက်ကကျန်တဲ့သူတွေနဲ့ပေါင်းဆက်လိုက်ပါတယ်။ဥမင်ကိုတေးသေးချာချာပိတ်လိုက်တာနဲ့သူတို့အပြင်ထွက်လာကြပြီးစတယ်လာကသူမလည်းတတဝါဖြစ်ပြောင်းလဲစားပြူလာနေလို့လမ်းလျှောက်ရတာအခက်အခဲရှိနေတာကိုသတိပြုမိကြပါတယ်။နောက်ပိုင်းသူတို့လမ်းလျှောက်နေတော့တိုင်လာကအဲ့ဒီမှာရက်နေတဲ့တတဝါတကောင်ကိုတွေ့လိုက်ရပါတယ်။တတဝါကတေးနေပုံရတာကြောင့်မက်ဒီကသူ့ကိုထိတွေ့ဖို့ကြိုးစားပေမဲ့တိုင်လာကသူမကိုတားဆီးလိုက်ပါတော့တယ်။သူမလှည့်ကြည့်လိုက်တဲ့အခါမြေကြီးထဲကအပေါက်တစ်ခုထဲကနေခြေလက်ရှိကြီးတစ်ခုထွက်လာပြီးသူမရဲ့ခြေထောက်တွေကိုဆွဲကင်ကသူမကိုဆွဲခေါ်ဖို့ကြိုးစားပါတယ်။မက်ဒီကအရန်အော်ဟစ်နေတော့တိုင်လာနဲ့ဒေ့ဗ်ကသူမကိုဆွဲထားကြပြီးလော်ယာကအဲ့ဒီခြေလက်ရှိကိုပြန်ဆုပ်သွားစေဖို့ပြစ်လိုက်ပါတယ်။မက်ဒီလွတ်မြောက်သွားတာနဲ့အဖွဲ့ကထွက်ပြေးကြပြီးနောက်ထပ်တိုက်ခိုက်မှုတစ်ခုဖြစ်လာခဲ့ရင်သူကူညီနိုင်မှာမို့လို့ဂါရက်ကဒေ့ဗ်ကိုသူ့ကိုဖြေပေးဖို့ဆွဲဆောင်ပါတယ်
ကျန်တဲ့သူတွေမသိတာကတော့ Dave ကသူ့လက်မောင်းကဒဏ်ရာကိုဖုံးကွယ်ထားတာပါအချိန်နဲ့ငယ်ကြပြီးနောက်သူတို့တောင်ထိပ်ကိုရောက်လာကြပြီးမြို့ကြီးမီးလောင်နေတာကိုတွေ့လိုက်ရပါတယ်သူတို့ Garrett ရဲ့ကားကိုတွေ့လိုက်တဲ့အခါကားကဆက်မနိုးတာကိုတွေ့လိုက်ရလို့စိတ်တက်ကြသွားကြပါတယ်အဲ့ဒီအချိန်မှာပဲတောင်ပေါ်မှာတရဝါတွေပေါ်လာပြီးသူတို့စီကိုအပြေးလွှားလာနေကြတယ်ဒါကြောင့် Garrett ကဆက်ကိုပြန်လို့ဖို့အသေးအတန်စူးစမ်းနေတော့စတယ်လာကတော့သူမပြောင်းလဲမှုမပြီးဆုံးခင်သူ့ကိုယ်သူအဆုံးသတ်ဖို့တက်ရဲ့တနက်ကိုယူလိုက်ပါတယ်တက်ကချက်ချင်းပဲသူမနဲ့ရန်ဖြစ်ပြီးတနက်ကိုပြန်မယူနိုင်မချင်းသူမကိုကားထဲဝင်ဖို့တောင်းပန်ပေမဲ့ Dave ကမျှော်လင့်ချက်မရှိဘူးဆိုတာသိနေပြီးတက်ကိုပြန်ဆွဲခေါ်ခဲ့ပါတယ်စတယ်လာကတရဝါတွေရောက်လာဖို့စောင့်နေပြီးသူတို့ကသူမကိုလျင်မြန်စွာစားတောက်လိုက်ကြပါတယ် Garrett ကနောက်ဆုံးမှာကားကိုဆက်နိုးနိုင်ခဲ့ပြီးအဖွဲ့ကတရဝါတွေကိုထားခဲ့ကထွက်ပြေးလွတ်မြောက်သွားကြပါတယ်လမ်းမှာသူတို့ကျိုးမဲ့ဆက်သွယ်ရေးအချက်ပြတစ်ခုဖမ်းယူရရှိပြီးခိုလုံရတွေအားလုံးနှိပါကအကြီးအကျယ်တိုက်ခိုက်မှုကိုမခံနိုင်ပဲပျက်စီးသွားပြီလို့ကြားလိုက်ရပါတယ်။နောက်ဆုံးမှာသူတို့စစ်ဆေးရေးနေရာကိုရောက်လာကြပေမဲ့ဘယ်သူမှကျိုးမဲ့ဆက်သွယ်ရေးကိုပြန်မဖြေဘဲတကားကလည်းပွင့်နေတာကိုပြောစရာမလိုပါဘူး။အဖွဲ့ကသတိထားပြီးအတွင်းထဲဝင်သွားကြပြီးတအားမရှိတာကိုတွေ့လိုက်ရတယ်။ဒါကြောင့် Garrett နဲ့ Dave ကပြင်ဖို့ဆုံးဖြတ်လိုက်ကြပြီးကျန်တဲ့သူတွေကတော့တက်ရဲ့ကြောဘက်မှာဒဏ်ရာတစ်ခုရှိနေတာကိုတွေ့လိုက်ရလို့ရှေးဦးသူနာပြုစုကရိယာရှာဖို့သွားကြပါတယ်။ကျန်တဲ့သူတွေကတက်ကိုပြုစုနေတော့ Dave ကလျှက်စစ်တအားကိုပြန်လည်ရရှိအောင်လှုပ်ဆောင်ပြီး Garrett ကတော့စစ်ဆေးရေးနေရာကိုဒုတိယအကြိမ်ကျူးကျော်မှုအတွက်ပြင်ဆင်ထားကစားငံရည်တွေအများကြီးကိုစုပ်သွင်းထားခဲ့ပေမဲ့အပေါက်ကအရန်နှလုံးနေခဲ့တယ်လို့ရှင်းပြပါတယ်။တအားတွေပြန်လည်လှုပ်လာတာနဲ့ Dave နဲ့ Garrett တို့ပြန်လှည့်လာကြပေမဲ့ရုတ်တရက် Garrett ကသူ့လက်ပေါ်ကိုသွေးတွေစီးကျလာတာကိုခံစားလိုက်ရပြီးအပေါ်ကိုမော့ကြည့်လိုက်တော့အလောင်းတစ်လောင်းကိုတွေးလိုက်ရကတစ်ချိန်တည်းမှာပဲမှောင်ထဲကနေတစုံတရာကဟိဟောက်လိုက်ပါတယ်။နှစ်ယောက်သားအဖွဲ့စီအပြေးလွှားပြန်လာပြီးနေချက်ချင်းပြီးဆုံးဖို့2 နာရီပဲကျန်တော့လို့သူတို့ရဲ့ရွေးချယ်စရာတွေကိုဆွေးနွေးကြတယ်။ Garrett ကတော့ဓာတုပစ္စည်းကိုတောင်တစ်ခုမှပုံမိုကန့်လန့်ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီကိုတောင်ရဲ့တကားတွေကပောက်ကွဲမှုတန်ခံနိုင်လို့ပါသူတို့ဆေးပစ္စည်းခန်းကနေထွက်ခွာလိုက်တာနဲ့ပြောင်းလဲသွားတဲ့လူသားတစ်ယောက်က Garrett ကိုတိုက်ခိုက်ပြီး Garrett က Dave နဲ့အတူအဲ့ဒါကိုတိုက်ခိုက်ဖြေရှင်းမှုစူးစမ်းပါတယ်။သူတို့ကအဲ့ဒီတတဝါကိုအနိုင်ယူလိုက်ကြပေမဲ့သူတို့လှုပ်လိုက်တဲ့စူညံတန်ကြောင့်နောက်ထပ်တတဝါတွေရဲ့အာယုံဆိုင်မှုကိုခံလိုက်ရပါတယ်။ကြောက်လန့်တကြားနဲ့ Garrett ကတကားတစ်ခုကိုဖျက်ပြီးအမြန်ပြေးဝင်သွားကကြံတဲ့သူအားလုံးကိုထားခဲ့ပြီးသူ့နောက်ကနေတကားကိုပိတ်လိုက်ပါတယ်။အဲ့ဒီနောက်သူကသူ့ကိုယ်သူဆေးထိုးတစ်မျိုးထိုးသွင်းလိုက်ပြီးပြောင်းလဲခြင်းကိုတိုက်ထုတ်ဖို့စတင်ပါတယ်။ Dave ကသူ့မိသားစုကိုနောက်ထပ်အခန်းတစ်ခန်းစီခေါ်သွားပြီးအဲ့ဒီမှာဖြန့်ဝေရေးပိုက်လိုင်းတွေရှိနေတာကိုသတိပြုမိကဒါကတော့ရေလောင်ကန်ကနေရန်ရဲ့တစ်ဖက်ခြမ်းမှာရှိနေတယ်ဆိုတဲ့အတိတ်ပဲပါဒါကသူ့ကိုအစီအစဉ်တစ်ခုအတွက်အကြံဉာဏ်ပေးခဲ့ပါတယ်။သူကစားငံရည်တွေကိုရေလောင်ကန်ပိုက်တွေကနေတဆင့်စီးဆင်းစေပြီးတရဝါတွေကိုအပြင်မှာထားဖို့ကြိုးစားလိုက်မယ်။သူမထွက်ခွာခင်လော်ယာကသူ့ကိုနမ်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတကားကကျိုးသွားပြီးမိသားစုကထွက်ပြေးကြပါတယ်။ Dave ကလေဝင်လေထွက်လမ်းကြောင်းကနေသွားနေတော့အခန်းထဲမှာတရဝါတစ်ကောင်ကသူ့သားကောင်ကိုစားတောက်နေတာကိုသတိပြုမိပါတယ်။သူရေလောင်ကန်စီရောက်တဲ့အခါအရန်ကိုတိတ်တိတ်လေးနေဖို့ကြိုးစားပြီးဘုံပိုင်းကိုဖွင့်လိုက်တဲ့အခါရေတွေကပုံးတွေထဲစတင်ပြေးလာပါတော့တယ်။အဲ့ဒီနောက် Dave ကပြန်တက်လာပေမဲ့တရဝါကသူ့ကိုအာယုံခံမိသွားပြီးသူ့ခြေထောက်ကိုဖမ်းဆွဲရင်းသူ့ကိုလိုက်ဖမ်းပါတော့တယ်။ Dave ကပြန်တိုက်ခိုက်နေတော့သူကအဲ့ဒီအပေါ်ကိုစားရီဖြူပတ်လိုက်လို့အဲ့ဒါကတတဝါကိုဖုံမုံတွေအဖြစ်ပြိုကွဲသွားစေခဲ့ပါတယ်။ဒီအချိန်မှာပဲကျန်တဲ့သူတွေကတော့တတဝါတွေဝိုင်းရံထားတာကိုခံနေကြရပြီးတိုင်လာကသူတို့ကိုစတင်ပစ်ခတ်ပါတော့တယ်။ရုတ်တရက်အတန်ချက်ဆက်ကနေ Dave ရဲ့အတန်ကိုကြားလိုက်ရပြီးသူတို့ကိုမိသတိပေးစနစ်ကိုဖွင့်ဖို့တောင်းဆိုခဲ့ပါတယ်။တတဝါတွေကပိုနီးလာနေပြီဖြစ်လို့တက်ကတိုင်လာကိုမိသားစုကိုကာကွယ်ဖို့ပြောလိုက်ပြီးပစိန်တစ်ချောင်းနဲ့တတဝါတွေနောက်ကိုလိုက်မသွားခင်မှာတတဝါအများပြားကသူ့ပေါ်ကိုတပြိုင်နက်ခုန်ချလိုက်ကသူ့ကိုအလျင်မြန်တက်ပစ်လိုက်ကြပါတယ်။တိုင်လာကစက်တိုက်ပစ်ခတ်နေပေမဲ့ကြီးစံကုန်သွားပြီးဒါကြောင့်သူကမိသတိပေးစနစ်ကိုဖွင့်လိုက်တဲ့အခါစားငံရည်တွေကိုတရဝါတွေပေါ်လုံးကိုစတင်ကျဆင်းစေပြီးသူတို့နာကျင်စွာအော်ဟစ်နေတော့ဖုံမုံတွေဖြစ်ပြိုကွဲသွားစေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲနေချက်ချင်းပြီးဆုံးသွားပြီးတရဝါအားလုံးကစစ်ဆေးရေးနေရာကနေတဆင့်သူတို့ရဲ့ကဘာစီကိုနောက်ထပ်မြင်းကလေးတစ်ခုကိုဖြစ်ပေါ်စေရင်ပြန်သွားကြပါတော့တယ်။လော်ရာနဲ့ကလေးတွေလည်းရွှေ့ရှားဖို့စူးစမ်းကြပေမဲ့ပြောင်းလဲခြင်းကြောင့်ယူသွတ်နေပြီဖြစ်တဲ့ Garrett နဲ့ထိတ်တိုက်တွေ့လိုက်ရပါတယ်။သူကတိုင်လာကိုပစ်လိုက်ပြီးပခုံးကိုထိမှန်သွားပေမဲ့သူနောက်တစ်ကြိမ်မပစ်ခတ်ခင်မှာ Dave ကသူ့နောက်ကနေပေါ်လာပြီးမိသက်ဆေးဘူးနဲ့ Garrett ရဲ့ခေါင်းကိုရိုက်ချလိုက်ပါတော့တယ်။ Dave ကသူ့မိသားစုနဲ့ပြန်လည်ပေါင်းစည်းနေတော့အောက်ကနေအေယာမတ်တတဝါကြီးတစ်ကောင်ပေါ်လာပြီး Garrett စီခုံဝင်ကသူ့ကိုတကိုယ်လုံးမျိုးချလိုက်ပါတယ်။မိသားစုကဆေးပစ္စည်းခန်းထဲကိုပြေးဝင်သွားပြီးပြုံးတစ်ခုထဲမှာစားရည်ရောဆက်မှုကိုပြုလုပ်ကြကတကားကိုကန်ချလိုက်တာနဲ့တတဝါစီကိုပစ်လိုက်လို့ချက်ချင်းပဲတက်ပစ်လိုက်နိုင်ပါတယ်။အဲ့ဒီနောက်မိသားစုကအပြင်ထွက်လာပြီးကဘာကြီးလုံးဝပျက်စီးနေတာကိုတွေ့လိုက်ရပေမဲ့အခုတော့သူတို့ပြန်လည်တိစောက်ဖို့အသင့်ဖြစ်နေပါပြီ။ဒီလိုရုပ်တံတွေအများကြီးထက်ကြည့်နိုင်ဖို့စည်ရင်းသွင်းပြီးအတိပေးချက်တွေကိုဖွင့်ထားဖို့မမေ့ပါနဲ့နော်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။